Hello အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်အခုမှပြန်ပြီးတော့အသက်ထွက်ပေါ်လာတဲ့လာမင်းကြီးတစ်ပါးနေပြန်ပြီးမိတ်ဆက်ပေးရှင်တော့ပါခင်ဗျာဒီပြောင်းလာတော့နေကြာသွားပြီအဲကြောင့်အခုမှပြန်ထွက်လာတော့နေ true season လေးဖြစ်နေလို့ဗျာMC က beauty လေးတွေ့လို့ကျွန်တော်တွေပြန်ပြီးတော့ sharing လေးပြန်လုပ်နော်အတူကြည့်ရနိုင်မယ်နော် Okay let's go တဲ့ကြောင်းကလည်းဟိုနည်းနည်းကျမ်းမာရေးတိတ်မကောင်းသေးတဲ့အတွက်ကြောင့်မို့တချင်းအဆူလေးတွေတော့ခဏနားထားပါတယ် anonymous မနာပဲနဲ့ဒီအရေးဆက်ပြီးဆိုနေလို့ရှိရင်တော့နောက်တစ်နှစ်လောက်ပဲဆိုလို့ရမယ်လို့တော့ပြောပါတယ်အားကြောင့်ကျွန်တော်နားဖို့ဆုံးဖြတ်လိုက်တော့အဲ့ရကမစမအဲ့လိုပြောနေအခုပြောင်းနေတာအကန်းပြောင်းနေတာတော့နည်းနည်းကျမ်းမာရေးအရှင်လေးကြောင့်လို့သူကပြောတာပဲအဲအကြောင်းနေမီဒီယာရှေ့လေးတိတ်မထွေးဘူးဗျာအဲကြောင့်သူပြောင်းနေအဲအခုမှပြန်ပေါ်လာတာပေါ့သူကတကယ်နော်ကျမ်းမာရေးလည်းရှူကြတယ်တက်လုံးကလည်းမကောင်းကျွန်တော်အဲ့လိုပေါ့နော်ငငယ်တွေကပိန်နေကျွန်တော်ကတော့ကျွန်တော်ပုံစံလေးကိုကျွန်တော်ကြိုက်တယ်ပိန်လာတော့ကျွန်တော်ဟိုအရန်လဲမဝချင်ဘူးအဖေကလည်းပိန်ပိန်လေးပဲအမေကလည်းပိန်ပိန်လေးပါပဲအဲအကြောင်းကျွန်တော်မျိုးရိုးလိုက်တာလည်းပါပါကျွန်တော်ရဲ့ကျမကြီးကတော့အရင်ထက်စားလို့ရှိရင်အများကြီးကောင်းလာပါပြီလူလဲလန်းလာပြီတက်ရှိသွားတာတွေမောတာတွေလည်းမရှိတော့ပါဘူးလွန်ခဲ့တဲ့အပတ်က chat up လုပ်လိုက်ရတဲ့အဖေကဆရာဝန်သမားတော်တွေကတော့တော်တော်လေးနေကောင်းကျန်းမာလာပြီလို့ပြောပါတယ်ဒါပေမဲ့ကျွန်တော်တောက်နေရတဲ့တချို့ဆေးတွေကြောင့်ပေါ့နော်ပြီးတော့ဒေချောင်းကလည်းဆေးရတော့တောက်နေရတယ်တဲ့ကျမကြီးတိတ်မကောင်းသေးတဲ့အတွက်ကြောင့်မို့တချင်းအဆူလေးတွေတော့ခဏနားထားပါတယ်အရင်တော့ကတော့ကျွန်တော်ကနေမကောင်းဖြစ်ရင်တော့တချင်းတွေပဲစိုးခဲ့ရဗျအဲ့လိုမျိုးစိုးပြိုင်ပွဲရထွက်လာတော့ဆိုအဲ့တော့ဆိုအတန်တွေအရန်လေးကျင်းရတာဟိုကျင်းရတာဖြစ်တဲ့အတွက်ကြောင့်မို့လေအတန်တွေအရန်ထိတယ်ဒါပေမဲ့လည်းကျွန်တော်ကဟိုတချင်းတွေကိုစုံမိနေတာပေါ့နော်နေမကောင်းရင်တော့မှဘာလို့လဲဆိုတော့ဟိုသမင်းဆိုင်လမ်းလျှောက်ရင်တစ်ခါကြရင်ဟိုအသိစိတ်ကမစုံမိရင်တော့မသိစိတ်ကသူကသူအလိုလိုစုံမိနေတာဒါအကျင့်ပါနေတာဖြစ်နေတာပေါ့လေဟိုအဲ့ဒါကြောင့်မို့လည်းဖြစ်ပါလိမ့်မယ်ကျွန်တော်အတန်တွေထိတယ်အဲ့လိုမျိုးအတန်တွေနာတယ်အဲ့ကြောင့်အခုနားဖြစ်သွားတာအတန်တော့နာဘူးလို့ရောဘယ်လောက်ထိခိုက်ခဲ့လဲဆိုတော့အခုတော့ဆရာဝန်ပြောတာကတော့တချင်းအဆူခဏတော့နားလိုက်ပါခဏနားလို့ရှိရင်တော့အဆင်ပြေမယ်မနာပဲကျွန်တော်ကတော့နားလိုက်တယ်လို့ကျွန်တော်ကအကြံပေးရှင်ပါတယ်အော်ဆူဆူမဲကျွန်တော်ပြောတော့အော်ဆူဆူမဲအကြံပေးပါတယ်နားလိုက်တယ်ပါတယ်ဒါကျမ်းမာရေးအခြေအနေလေးတိတ်မကောင်းဘူးလေကျမ်းမာရေးအခြေအနေလေးမကောင်းတာနဲ့အတန်းနဲ့အဆင်ပြေတော့ခဏတော့မဟုတ်ပါဘူးနဲ့ရေရှည်နားလိုက်ရင်တော့ねဘိုးကြီးအဆင်ပြေမလို့ထင်ပါတယ်ကျွန်တော်ကကျွန်တော်အနေနဲ့ဘယ်လိုပြောရမလဲအောင်မြင်တာတော့ဒီစားအောင်မြင်တာအတွက်တော့ congratulation ပါဂုဏ်ယူပါတယ်ဒါပေမဲ့အနုပညာဖန်တီးတာကြီးကဘယ်လိုပြောရမလဲကြာကျွန်တော်ကြိုက်တဲ့အထက်မှာတော့မပါဘူးကလစ်ကလာဆန်ပြီးတော့ဘလို့မှမသိပါဘူးအောင်မြင်တာတော့ဂုဏ်ယူပါတယ်ဘယ်လိုပြောလဲလူငယ်တရားအောင်မြင်ဆိုတော့သူတို့တော့ဂုဏ်ယူပါတယ် congratulation ဒါပေမဲ့အနုပညာဖန်တီးတဲ့ဘက်မှာကြာဘယ်လိုပြောကလစ်ကလာရမ်းဆန်တာပဲကျွန်တော်တို့အဲ့လိုပဲထင်နေဗျာကျွန်တော်ရန်ကုန်မှာနေခဲ့တော့ဆိုရင်လေသူတရှင်ပေါက်လာရဲ့အောင်တယ်လို့လာမင်းနဲ့ပေါက်လာတော့ကျွန်တော်တကယ်ချင်းဒီမှာကြိုက်ရသူတွေရှိရတယ်တဲ့တရှင်တော်လေဒီတရှင်ဆိုလာလေဒီရှင်တော့ထိုင်လေဒီရှင်တော့ဓမင်းစားလေတရှင်ထိုင်ဆိုအနာမှာကျွန်တော်ဘလို့ခံစားလို့မရဘူးအနုဘယ်လိုပြောလဲကျွန်တော်ဘယ်မှာခံစားတတ်တာမကြိုက်လို့လားမသိဘူးတရားအကြိုက်မကြိုက်မတူတာတွေရှိရအောင်ဗျာနော်ဒါပေမဲ့မကြိုက်ရတဲ့မှာတော့ကျွန်တော်ပါတယ်ဗျာဒါပေမဲ့ဟိုတော့မနာလိုဝန်တိုစိုက်လို့တော့မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးအောင်မြင်တာတွေ့တော့ကောင်းပါတယ်ဂုဏ်ယူတယ်ဒါပေမဲ့အနုပညာဖန်တီးတာကြီးရတယ်ခလစ်ကလာအရန်ဆန်လို့ထင်တယ်ပဲမကြိုက်ဘူးအဲ့အကြောင်းစားသားရစားမကြိုက်ဘူးအောင်မြင်တာတော့ကောင်းပါတယ်တော့ကြော်ကြပြီးတော့နေသူတို့ကလူငယ်တွေဘဝမှာဒီတော့အောင်မြင်တာတော့မိုက်တယ်ဒါပေမဲ့အနုပညာကိုကောင်းမှန်းနေပြောတော့ဒီထက်ပိုပြီးတော့နည်းနည်းကောင်းနေဖန်တီးရင်တော့ပုံမိုက်တော့ဗျာဟိုကကလေးကလေးဆန်ပြီးတော့ဘလိုကြီးမှန်းထားပေါက်လို့ပေါက်မှန်းအဲ့လိုပေါက်လာတော့နေအနုပညာခံစားလို့မရဘူးအောင်မြင်တာတော့ဂုဏ်ယူတယ်အဲ့လိုဖြစ်ကျွန်တော်တကယ်ချင်းနေပါလေကြာအဲ့လိုအဲ့ပြအစားပြောင်းအနားမှာလာပြီးတော့အဲ့ဒီအောင်တို့လာမင်းကိုညီးဖွင့်နေအဲ့လို
တနေ့ကုန်6ဖွင့်ပြီးတော့အေးတော့တော်ခံစားခဲ့ရတယ်လားကိုမကြိုက်ပဲကိုပေါ်တာအေးတရှင်နေပဲလိုက်သွားနေတာဖုံးဖွင့်ပြီးတော့ခါထိုးပြီးတော့အေးတရှင်တောက်လျှောက်နားဆိုပြီးလည်းပြောလိုက်ရက်လေးနဲ့ခဏနားထောင်နေပြီးရင်အကြီးဖွင့်ပြီးတော့အဲ့လိုတော်နာမတိကျအဲ့လိုကျွန်တော်ခံစားလို့မရဘူးတရှင်ခံစားလို့မရရင်မှကျွန်တော်ပါပါတယ်အောင်မင်းရဲ့အတွက်ကုန်မှုတွေဆိုမဲ့အနုပညာခံစားလို့မရဘူးဒီတဲ့ကောင်းလာရတော့ဖန်တီးရင်တော့ခံစားလို့ရအောင်နော်မကြိုက်ရတယ်ကျွန်တော်ပါရင်ကြိုက်တဲ့လူတွေတော့ရှိမှာပါဒါပေမဲ့အပြည့်မပြုတ်ပါဘူးတရားတရားကြိုက်ချင်းမတူဘူးလေဗျနော်စစ်ကြက်နေပါနော်ဒီအခုလေသူကြံ့မာရဲ့အရှင်ကြီးထိခိုက်ထားရဲဆိုတော့ဗျဆမ်ကွန်ဖြစ်တာပေါ့နော်အဲ့တော့ကြံ့မာရဲ့ကိုယ်စိတ်ကြီးရှိပါတယ်ကျွန်တော်လည်းနေတဲ့နေရာမှာနေကောင်းလာပြီရှိသေးတယ် Okay let's ဒီထက်ကြည့်ကြည့်လိုက် ဒီအရေးဆက်ပြီးဆိုနေလို့ရှိရင်တော့နောက်တစ်နှစ်လောက်ပဲဆိုလို့ရမယ်လို့တော့ပြောပါတယ်အားကြောင့်ကျွန်တော်နားဖို့ဆုံးဖြတ်လိုက်တော့ နားဖို့ဆုံးဖြတ်လိုက်တာလေကျွန်တော်တို့ဒါဒီဘက်နားလေးကောင်းတယ်လို့ထင်ကြံပါရဲ့ရှင်ဗျာ လောဆယ်တော့တချင်းတွေကမဆိုဖြစ်တာတော့မဟုတ်ပါဘူးနည်းနည်းပါးပါးတော့ဆိုမှာပေါ့နော်ဟိုတချင်းအများကြီးအရန်ပင်ပန်းပန်းလို့တော့ဆိုလို့တော့မရသေးပါဘူးခင်ဗျာအဲ့ဒါကြောင့်ကျွန်တော်ပြီးတော့တချင်းဆိုလို့မရဘူးဆိုရင်ကျွန်တော်ရဲ့ fan တွေအမာကန်ပရိသတ်တွေကိုကျွန်တော်ပြစ်မထားပါဘူးခင်ဗျာကျွန်တော်အမြဲ TikTok ရဲ့ Facebook ရဲ့ ပရိသတ်တွေပြင်မထားပါဘူးလေရပါတယ်ကိစ္စမရှိပါဘူးအဆင်ပြေတယ်ကျွန်တော်အဆင်ပြေ どうしたのダメでした အဆင်ပြေကြီးလေရအဆင်ပြေကိုကြီးတော့ဘာမှမစိတ်ဘူးလေဒီနေ့ပါလာကြမ်းပါရေးကြီးစိတ်ပြောနေပါဟိုကတော့စိတ်ဘူးလို့ပြောတာပါဟောဆူဆူမဲ့ဒီနေ့အနားယူတင်နေကြမ်းပါရေးပဲဦးစားပေးပြီးနေပါအားတော့ကြပရမန်လာပန်တဲ့ကြမ်းပါရှင်ဒီလက်တစ်ပါအကောင်းဆုံးလေးကလက်တစ်ပါပေါ့ဗျာနော်အားတော့ကြပရမန်လာပန်တဲ့အဲဒီလေကျမ်းမာရေးကြီးစိတ်ပြီးတော့အနားယူပါတော့လေချောင်းနေနားရဲဆိုပြီးတော့ထပ်ပြီးတော့မလုပ်ပါနဲ့အနုပညာကိုညီလေးထားတဲ့စင်တာကိုကိုကြီးတော့နားလေပါတယ်တိမတ်ပြူပါတယ်ဒါပေမဲ့ကျမ်းမာရေးအဓိကဖြစ်တဲ့အတွက်အနားယူပါလို့အဆူဆူမဲ့လုပ်ပေးရှင်ပါလေခင်ဗျာနော် YouTube မှာအများနဲ့ကျွန်တော် live လွှင့်ပြီးတော့ကျွန်တော်တချင်းဆိုပြပါတယ်ပြီးတော့ကျွန်တော်အရင်ကလှုပ်ထားတဲ့တချင်းလေးတွေတစ်လကိုပုံမှန်လေးတွေထွက်ပေးပါမှာခင်ဗျာကျွန်တော်ကတော့အရင်တော့ဘယ်လိုလဲကျမ်းမာရေးလည်းဆူကြတယ်တက်လုံးကလည်းမကောင်းကျွန်တော်အဲ့လိုမျိုးပေါ့နော်ယောဂထူရတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့လိုမျိုးဆေးလည်းတောက်ရတယ်ပြီးတော့အခုဆိုရင်ဆေးတော်တော်လိုက်ရတယ်ကျွန်တော်လူရောပြီးတော့စိတ်ကလည်းကျမ်းမာရေးစိတ်ကျမ်းမာရေးရောလူကျမ်းမာရေးရောအញ្ញမ်းဟိုထူတောင်ဖြစ်အောင်အញ្ញမ်းစူးစမ်းရပါတယ်ခင်ဗျာဟိုကတော့နေကျမ်းမာရေးပိုင်းဆိုင်ရာနေတဲ့အဲကြောင့်လည်းအခက်ဖြစ်နေလို့ပြောပါလေသူကတော့နည်းနည်းဟိုခုလက်တော့အဲကြောင့်တရှင်ပိုင်းလည်းမထုတ်ခဲ့တော့ဘူးအေးကြားရတော့မှသူနည်းနည်းစူးစမ်းပြီးတော့သူတရှင်တွေကိုနေလုံနေလို့ပြောတာပဲเนาะဒါပေမဲ့ဒီတဲ့အတွက်အကြံပေးရှင်ရတော့ဗျာအနာယူတင်နေတော့ကျွန်တော်ကတော့おすすめလုပ်ပေးရှင်お願いしますお前はお願いしますこれで終わりましょう。ဒီမှာပဲအဆုံးသတ်ရအောင်ဗျာ。ね、じゃまたね。